ခုလိုမိုးအေးရာသီဥတုနဲ့လိုက်ဖက်တဲ့ပူဆက်ဆက်ကြာစံချက်လေးချက်ပြပါမယ်ချက်နီးလေးကိုတော့ဗီဒီယိုလေးမှာဆက်ကြည့်ပေးပါနော်ပထမဦးဆုံးကြာစံချက်အထုပ်လေးထဲမှာပါတဲ့မှုကြောက်ပန်းကြောက်တွေကိုရေနဲ့အရင်စိမ်ထားလိုက်ပါမယ်ချက်သားကိုရေစင်အောင်ဆေးပြီးရင်တော့ဂျင်းပပလှီးထားလေးထည့်ပြီးပြုတ်ပါမယ်စားနဲ့စနွင်းပါထည့်ပြီးချက်သွားတဲ့အထိနိုင်ဝက်လောက်ပြုတ်ထားလိုက်ပါမယ်ပြီးသွားရင်တော့ဂျင်းကျက်သွန်ဖြူကျက်သွန်ဒီထောင်းထားကိုစမင်းမုံရုပ်ဒီမုံလေးထည့်ပြီးစီးတက်လိုက်ပါမယ်ကျက်သွန်စီတက်နဲ့လေးမွေးလာပြီဆိုရင်တော့ခုနကပြုတ်ထားတဲ့ကျက်သားတွေကိုထည့်ပြီးခဏလေးမွေးသွားအောင်လို့လုံးချက်ပေးလိုက်ပါမယ်ပြီးရင်တော့ကျက်သားစီတက်ထားတာကိုကျက်ပြုတ်ရီအိုးတွေကိုထည့်ပေးလိုက်ပါမယ်ဆူလာပြီဆိုရင်တော့ကျက်သွန်ဥလေးရဲ့ရေတခြားစေးထားတဲ့မှုကြောက်ပန်းကြောက်တွေကိုပါထည့်လိုက်ပါမယ်အားလုံးကိုနှံ့သွားအောင်မှွေပြီးရင်တော့ရေကိုလိုသလောက်ထည့်ပါမယ်အရသာအတွက်စားတကြားဟင်းကမုံငါးငံပြားရီအနှင်းငယ်ထည့်ပြီးအပေါ်ကနေငုတ်ကောင်းမှုတ်လေးဖြူလိုက်ပါမယ်ခဏလေးစူအောင်ထားပြီးရင်တော့ရေစိမ်ထားတဲ့ကြာစံရဲ့ပြုတ်ထားတဲ့ငုံဥတွေကိုပါထည့်လိုက်ပါမယ်ကြာစံလည်းနူးဤပြီးအရသာပုံငယ်လည်းအဆင်ပြေပြီးဆိုရင်တော့ကြာစံချက်လေးရပါပြီပါဝင်ပစ္စည်းလည်းမများဘဲနဲ့ချက်ရတာလည်းလွယ်ကူတာမို့အားလုံးပဲလိုက်လို့စားကြည့်ပါနော်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်